3 လပိုင်းကိုမြန်မာနိုင်ငံဖုန်းတော်တော်များများအပိတ်ခံရတော့မှာဖြစ်ပါတယ်အဲ့ထဲမှာကိုဖုန်းပေါ်မှာသိကျင်ဒီဗီဒီယိုဆောင်းကြည့်တော့တောင်းဆိုပါတယ်ကျွန်တော်တို့တုံးနေတဲ့ဖုန်းတွေက3 လပိုင်းအကုန်4 လပိုင်းကနေစပြီးတော့เนาะအခွန်မဆောင်ထားတဲ့ဖုန်းတွေဆိုရင်ကျွန်တော်တို့အပိတ်ခံရတော့မှာအသုံးပြုလို့ရမှာမဟုတ်တော့ဘူးပေါ့เนาะဟုတ်ကဲ့ကိုဖုန်းကကိုအခုအသုံးပြုနေတဲ့ဖုန်းကအခွန်ဆောင်ပြီးသားဟုတ်လားမဟုတ်လားဆိုတာကိုကျွန်တော်တို့ဟုတ်ကဲ့ကိုယ်တိုင်စစ်ဆေးလို့ရပါတယ်လွတ်လွတ်မြန်မာနိုင်ငံအတွက်အရေးကြီးဆုံးသတင်းမျိုးလို့တခြားဆောင်းကြည့်တော့ပါလေးကျွန်တော်တို့စစ်ဆေးလို့ရတဲ့ပုံစံကိုကျွန်တော်ပြသပေးတော့ဖြစ်ပါတယ်တစ်ချက်လောက်လိုက်ကြည့်ပေးပါဦးခင်ဗျာဟုတ်ကဲ့ကဲဘယ်လိုလုပ်ရလဲဆိုတာကိုကျွန်တော်အသေးစိတ်လေးပြပေးမယ်เนาะအရင်ဆောင်းကြည့်တော့เนาะအရင်ဆုံးကျွန်တော်တို့ဖုန်းကိုအင်တာနက်ဖွင့်ထားရမယ်ကျွန်တော်တို့စစ်ဆေးမယ်ဖုန်းကိုအင်တာနက်ဖွင့်ထားရမယ်ပြီးရင်ကျွန်တော်တို့ IMEI ကိုတီးဖို့လို့တယ်เนาะ IMEI တီးဖို့ဆိုရင်ကျွန်တော်အရင်တကယ်ကိုအရေးကြီးတဲ့သတင်းမှာတခြားဆောင်းကြည့်တော့เนาะကြော်မသွားပါနဲ့ဆုံးဖုန်းခေါ်တဲ့နေရာဝင်မယ်ဟုတ်ပြီ *06 high ဆိုပြီးနှိပ်လိုက်ရင်ဒီမှာ IMEI ရဲ့နံပါတ်ကိုပေါ်လာပြီ1 2ဆိုပြီးတော့ဟုတ်တယ်IMEI ကိုကျွန်တော်တို့နောက်ထပ်ပုံစံတစ်ခုနဲ့လည်းရှာလို့ရတယ်အဲ့ဒါကဘယ်လိုလဲဆိုရင်ကျွန်တော်တို့ဖုန်းရဲ့ setting ပေါ့နော်ဟုတ်ကဲ့ setting နဲ့ဝင်မယ်ပြီးရင်ဒီမှာတေချာကြည့်ထားနော်မမားစီနဲ့တေချာကြည့်တယ်အောက်ဖုန်းနဲ့ဝင်လိုက်ရင်ဒီမှာ IMEI ရှိတယ်ပေါ့နော်ဟုတ်တယ်အရင်ဆုံးကျွန်တော်တို့1ကိုစစ်ဆေးကြည့်မှဖြစ်တဲ့အတွက်1ကိုကျွန်တော်တို့ဒီမှာဖိထားမယ်เนาะ IMEI 1နဲ့အောင်ဖိထားလိုက်မယ်ဖိပြီးတော့ဒါသူ့ရဲ့နံပါတ်ကို copy ယူတာပေါ့ဆိုပြီးတော့ပေါ်လာမယ်เนาะဖိထားလိုက်ရင်တော့ copy လုပ်လိုက်ပြီးဆိုရင်ကျွန်တော်ပြန်ထွက်မယ်ထွက်လို့ပြီးရင်ကျွန်တော်အနီးဆက်ဆုံး browser ပေါ့เนาะဥပမာကျွန်တော် Chrome နဲ့ပဲဝင်လိုက်မယ်เนาะ Chrome နဲ့ဝင်တေချာကြည့်ထားနော်မမားစီနဲ့တော့လိုက်လို့ရင်ပြီးဒီမှာ search bar မှာကျွန်တော်ဒီလိုလေးရှာကြည့်မယ်ဗျာ www.cei.government.mm ဆိုပြီးတော့ဒီလိုလေးရလိုက်မယ်เนาะကျွန်တော်အခုပြထားတဲ့ပုံစံလေးရရမယ်ပြီးရင်ရလိုက်ပြီဆိုရင်ကျွန်တော်ဒီမှာပေါ်လာမှာပေါ့နော် website အများကြီးပေါ်လာပြီဒီထဲမှာကျွန်တော်ဒီထိတ်ဆုံပေါ့နော် CEI.government ဆိုတော့ website လေးတွေကိုဝင်တယ်ဟုတ်ပြီဟုတ်ပြီအထဲရောက်ပြီဒါဆိုရင်တော့စစ်တပ်နေရာရောက်လာပြီပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာ check stack ဆိုတဲ့ဒီစာတန်းအပြလေးကိုကျွန်တော်နှိပ်မယ်နော်ကျွန်တော်တို့ကအခွန်ဆောင်မှာမဟုတ်ဘူးစစ်ဆေးကြည့်မှာပဲဖြစ်တယ်ဟုတ်တယ်ဒီဟာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ခုန copy ယူလာတဲ့ IMEI ရဲ့နံပါတ်ကိုဒီနောက်ထည့်မယ်ပေါ့ထည့်မှာပေါ့နော်ဟုတ် paste နှိပ်လိုက်ပြီပြီးရင်ကျွန်တော်တို့ဒီမှာတစ်ချက်ကြံတာကျွန်တော်တို့အမှန်ချစ်ထည့်ရမှာဆိုပြီးတော့တက်တည်ပြမှာဖြစ်တယ်ဒါကြောင့်အမှန်ချစ်ကလေးထည့်ရမယ်ပေါ့ verify ဖြစ်အောင်တစ်ချက်နှိပ်မယ်ပြီးခဏစောင့်မယ်ပေါ့နော်โอเคတေချာတစ်ခုချင်းလိုက်လို့ကြည့်နော်ဒါဆိုရင်ဒီမှာအမှန်ပြပြီဆိုရင်ဒီမှာဒီအောက်က check stack ဆိုတဲ့စာ check stack ကိုစစ်ကြည့်မယ်အဲ့ဒါလေးကျွန်တော်နှိပ်လိုက်မယ်โอเคရပါပြီဒါဆိုရင်အမှန်3ချက်ပြရတယ်ပေါ့နော်အခွန်လဲဆောင်ပြီးသားဖြစ်တယ်ပြီးတော့ပိတ်ဆို့မဲ့ဖုန်းထဲမှာလဲကျွန်တော်တို့မပါဘူးဒါဆိုရင်ဒီပုံစံလေးနဲ့စစ်ဆေးလို့ရတယ်ဗျာ IMEI 2ကိုလည်းဒီပုံစံလေးနဲ့စစ်ဆေးလို့ရတယ်လိုက်လုပ်ကြည့်ပါလွယ်ပါတယ်ဒါဆိုရင်ကျွန်တော်ဖုန်းကိုကျွန်တော်เนาะစိတ်ချလက်ချ3ရပြီပေါ့နော်ဒီလိုမျိုးအမှန်ကျ3ချက်ပြရတယ်ဆိုရင်ဒီပိတ်ဆို့မဲ့ဖုန်းထဲမှာမပါဘူးပေါ့နော်အများအားအသုံးပြုလို့ရမယ် AACC နဲ့အသုံးပြုလို့ရမှာဖြစ်ပါတယ်ဟုတ်တယ်မိတ်ဆွေတို့တကယ်လို့ကျွန်တော်ပြတဲ့ပုံစံတိုင်းလိုက်လုပ်ကြည့်ပါအဆင်မပြေတာရှိရင်လည်းကျွန်တော်ကိုเนาะcomment မှာဝင်ရောက်ဆွေးနွေးသွားပေးလို့ရပါတယ်ဒါအရေးကြီးသတင်းဖြစ်နေတဲ့အတွက်အများသိအောင် share ပေးဖို့တော့ကျွန်တော်မေတ္တာရက်ခံနေပါတယ်